ဂျပန်နိုင်ငံမှာအဆက်ဆုံးဆိုပြီးလူသိများတဲ့ Heraman ဆိုတဲ့ယာမန်တစ်မျိုးရှိပါတယ်။လူတွေကဒီယာမန်ကိုစားရင်တင်းဝိညာဉ်တောင်တန့်စင်သွားမယ်လို့ပြောကြပါတယ်။ဒီယာမန်ရဲ့အဆက်အဆင့်တွေကိုစကေးတစ်ခုနဲ့ခွဲထားပြီးတာမန်လူတွေဆိုရင်အဆင့်3လောက်ပဲစားနိုင်ကြပါတယ်။အဆက်အရန်ကြိုက်တဲ့သူတွေတောင်အဆင့်6လောက်အထိပဲအများဆုံးခံနိုင်ကြပါတယ်။ဒီနေ့ကတော့ဂျိုဝီအတွက် Heraman ကိုပထမဆုံးအကြိမ်စမ်းစားမယ်နေပါ။သူလည်းတတိဆူစီပြီးအနေတော်အဆက်ကိုမှာလိုက်ပါတယ်။ဒါပေမဲ့သူမသိတာတစ်ခုက Heraman ရဲ့အဆက်စကေးကအဆင့်100အထိရှိနေတာပါပဲ။ဂျိုဝီကမှားယွင်းပြီးအဆင့်90ကိုမှာလိုက်တဲ့အခါစားတော့ဆိုင်ပိုင်ရှင်ကအရန်အားတင်သွားပြီးအတန်မြင့်မြင့်နဲ့ဒီမှာစားသုံးသူတယောက်အဆင့်90 Heraman မှာထားပါတယ်။လို့ကြေညာလိုက်ပါတယ်။အဲ့ဒီအချိန်မှာစားတော့နေတဲ့လူတွေအားလုံးလည်းအားတင်သွားကြပါတယ်။ Heraman ရဲ့စွပ်ပြုတ်ထဲမှာဆက်တဲ့အရာမျိုးစုံပါဝင်ပါတယ်။စီချွမ်ငရုတ်ကောင်းစီပဲငံပြားရီအဆက်ငရုတ်တီးစိမ့်စတဲ့အဆက်ရတာတွေအကုန်လုံးထည့်ထားပါတယ်။အဆင့်90ဆိုတာကတော့ဆိုင်ရဲ့အထူးငရုတ်တီးမုံကိုဇွန်း90လောက်အိုးထဲထည့်တာကိုဆိုလိုပါတယ်။ဒီယာမန်ကအဆက်ကိုအလွန်ကျွံအဆင့်အထိယူသွားပါတယ်။အနက်တောင်အရန်ပြင်းလုံးလို့အနီးနားကလူတွေတောင်ချောင်းဆိုးမိနိုင်ပါတယ်။ဂျိုဝီကသူ့ရှိမှရှိတဲ့အနီရောင်တောက်ယာမန်အိုးကိုကြည့်ပြီးစကားတောင်မထွက်နိုင်ပါဘူး။စားတောက်နေတဲ့လူတွေကလည်းဘာဖြစ်မလဲဆိုပြီးတိတ်တိတ်လေးကြည့်နေကြပါတယ်။နောက်ဆုံးသူကသတိထားပြီးပထမတစ်လုံးစားလိုက်ပါတယ်။အဲ့ဒီအခါအမှန်တကယ်နတ်ဆိုးလောကကိုဆန်းစားလိုက်တယ်လို့အရသာဖြစ်နေပါတယ်။သူ့ပါဇက်ကမီးလောင်နေတယ်လို့ဖြစ်ပြီးမျက်ရည်တွေထွက်လာပါတယ်။သူလည်းအမျက်ရည်တွေဆက်တိုက်တောက်လိုက်ပါတယ်။အရင်တုန်းကသူ့ကိုလေးစားတယ်လို့ကြည့်နေခဲ့တဲ့စားသုံးသူတွေကအခုတော့စိတ်ပြတ်သွားကြပြီးတချို့ကတော့လှုပ်ဝက်ပြီးမုန်းတီးစွာရင်မောနေကြပါတယ်။မိမိရဲ့ဂုဏ်တိတ်ခါကိုပြန်ကယ်ဖို့ဆုံးဖြတ်ပြီးဂျိုဝီကလက်ခောက်တွေကိုလှိတ်တင်လိုက်ပြီးအာတင်းကအိုးတစ်လုံးလုံးကိုအပိသက်စားပြီးပြီးဆုံးလိုက်ပါတယ်